ဒီကစားသမား9ယောက်ကလက်ရှိမှာပရိသတ်တွေကိုအမှုပညာဆန်ဆန်ဖျော်ဖြေနေတဲ့သူတွေပဲဖြစ်ပါတယ်နံပါတ်5 Iliman Ndiaye သူ့ရဲ့ကစားဟန်ကစနစ်တကျတင်ယူထားတာထက်ဗီဇအတိုင်းကစားပြနေတယ်လို့ပါပဲ Street Football ရဲ့အရာသာကိုကွင်းကြီးထဲမှာပြန်လည်အသက်သွင်းနေသူဖြစ်ပြီးပြိုင်ဘက်တွေကတော့သူ့နောက်ကိုအရေးဖမ်းရင်းကြံခဲ့ရတာပါပဲနံပါတ်4 Ryan Cherki ဘဲချီလာညာချီလာခွဲခြားရခက်အောင်ဘောလုံးကိုဧကန်တဲ့သူပါသူကွင်းထဲမှာရှိနေရင်ကွင်းပြင်းပါဇက်ခုံစည်းမြင့်တစ်ခုလိုပါပဲနေရာချင်းလေးတဲကနေလှပတဲ့အကွက်အကွင်းတွေကိုဖန်တီးပြတတ်တဲ့သူ့ရဲ့ခြေလမ်းတွေကတကယ်ကိုအမှုပညာဆန်ပါတယ်နံပါတ်3 Desiree Doué ဘောလုံးကသူ့ခြေထောက်မှာဒဏ်လိုက်လို့ကတ်နေတတ်ပါတယ်ခန္ဓာကိုယ်ရဲ့ဟန်ချက်ညီမှုနဲ့အတူလျှက်စစ်စီးနေတယ်လို့ဖြက်ပြေးသွားတဲ့သူ့ရဲ့အရှင်ကပရိသတ်ကိုထိုင်ခုံကနေမထနိုင်အောင်ဆွဲဆောင်ထားနိုင်ပါတယ်နံပါတ်2 Lamine Yamal အသက်ငယ်ပေမဲ့ရင့်ကျက်တဲ့ပါးနတ်မှုရှိသူပါသူဘောလုံးကိုထိလိုက်တိုင်းပရိသတ်တွေအားလုံးတိတ်ဆိတ်ပြီးသူဘာလုပ်မလဲဆိုတာကိုငေးကြည့်နေရပါတယ်သူ့ရဲ့ကစားဟန်ကရိုးရှင်းပေမဲ့တစ်ဖက်လူအတွက်တော့နားမလည်နိုင်တဲ့ပုတ်စာတစ်ပေါက်ပါလေနံပါတ်1နေရာမှာဘယ်ကစားသမားကိုထားကြလဲမှတ်ကြကြပါဦးဒီကစားသမားတွေကဘောလုံးကိုဂိုးထဲဝင်ဖို့ပဲကစားတာမဟုတ်ပဲပရိသတ်တွေရဲ့နှလုံးသားထဲရောက်အောင်ကစားပြနေသူတွေဖြစ်ပါတယ်